Okay. ဒီနေ့ဒီရှယ်သွားမှာက salt preparation အကြောင်းသွားမှာပေါ့နော်။ salt preparation ဒီ method လေးတွေကိုမပြောခင်မှာဒီရှယ်ကိုရှေ့မှာ reactivity series နဲ့ဒီရှယ်တို့ acid နော် acid ရဲ့ reaction တွေပြောခဲ့တယ်။ acid ရဲ့ reaction တွေအရာဒီရှယ်တို့နော်အားလုံးသိခဲ့ပြီးသားဖြစ်တယ်။ acid နဲ့ metal နဲ့ပေါင်းရင် salt နဲ့ hydrogen gas နဲ့ထွက်မယ်နော်။ Okay acid နဲ့ metal oxide နဲ့ပေါင်းတော့ salt ရယ် water ရယ်ထွက်မယ်။အဲ့လိုပဲ metal oxide သို့မဟုတ် metal hydroxide ပေါ့နော်။ပေါင်းရင်ဒီကျဲတို့ salt နဲ့ water နဲ့ထွက်မယ်။ Okay acid နဲ့ metal carbonate နဲ့ပေါင်းရင် salt ရယ် water ရယ် carbon dioxide ရယ်ထွက်မယ်။ဒီ reaction တွေအားလုံးတွေဒီရှယ်တို့ salt ကို prepare လုပ်တဲ့ reaction တွေကြီးဖြစ်ပါတယ်။အဲကြောင့်မလို့ salt ကို prepare လုပ်မယ်ဆိုရင်ဘာ reaction တွေဘယ်သူနဲ့ပေါင်းမလဲဆိုတာသိပြီးသားဖြစ်တယ်။သို့တော့ဒီရှယ်တို့က salt မှာနော် salt မှာ soluble salt နဲ့ insoluble salt ဆိုပြီးတော့ရှိတယ်။အဲ့တော့ဒီရှယ်တို့ကဘယ် salt တွေက soluble ဖြစ်တယ်လဲနော်ဘယ် salt တွေကကြတော့ insoluble လဲဆိုတာကိုဒီရှယ်တို့ကသိနေရမယ်။အဲ့ဒါသိမှခဏက reaction တွေနဲ့ဒီရှယ်တို့က method ကိုရွေးချယ်နိုင်မှာဖြစ်တယ်နော် method ကိုရွေးချယ်နိုင်မှာဖြစ်တယ်။ Okay ဒါဆိုရင်ဒီရှယ်တို့ solubility rule လေးကိုနည်းနည်းကြည့်အောင်။ဘယ် salt တွေက soluble ဖြစ်လဲဒါလေးတွေကတော့ဒီရှယ်တို့မှတ်ထားဖို့လိုပဲမှတ်ထားရမယ်နော်မှတ်ထားရမယ်။ Okay အဲ့တော့ salt တွေမှာဒီရှယ်တို့ soluble salt ရှိမယ် insoluble salt ရှိမယ်ဒါလေးတွေသိဖို့လိုတယ်ဒါလေးတွေသိမှ salt ကို prepare လုပ်လို့ရမယ်နော်အဲ့ဒီမှာဒီရှယ်တို့ group 1 salt တွေပေါ့နော် group 1 က salt တနည်းအားဖြင့်ပါလဲ alkali metal ပါသော salt တွေသည် all are soluble ဖြစ်ပါတယ် all are soluble ဖြစ်တယ်အားလုံးရေမှာပျော်ဝင်တယ် group 1 salt နဲ့အတူမှတ်ထားမှာနောက်တစ်ခုကပါလဲ ammonium salt NH4 plus ပါသော salt ပေါ့နော် all are soluble ဖြစ်ပါတယ် okay ကျတော့ salt ဆိုတာ acid ထဲကနော် H+ ion နေရာကို metal ဝင်တာဒီ salt ဖြစ်ပါတယ် okay အဲ့တော့ salt ဆိုတာဒီရှယ်တို့က metal နဲ့ non metal ပေါင်းထားတဲ့ ionic compound တွေပဲဖြစ်တယ်ဥပမာအားဖြင့် sodium chloride ဆိုရင် Na+ နဲ့ Cl- နဲ့ဒီလိုပေါင်းထားတယ်ကျွန်တော်ပြောချင်တာနောက်က negative ion ဘာကြီးပဲဖြစ်နေပါစေရှေ့ကပေါင်းထားတဲ့ metal ဒီ group 1 metal ပါရင်အဲ့ဒါဒီပါလဲ soluble ဖြစ်ပါတယ် ammonium ပါရင် soluble ဖြစ်ပါတယ်နော် okay နောက်တစ်ခုဒီရှယ်တို့နောက်တစ်ခုကကြောင့်ဒီရှယ်တို့ NITRATE nitrate salt လေးတွေပါ nitrate ဆို formula နဲ့ပြောမယ်ဆိုရင်တော့ NO3- ပေါ့နော် nitrate ပါရင် all are soluble ဖြစ်ပါတယ်ဥပမာအားဖြင့်ဒီရှယ်တို့ nitrate ပါမယ် negative ion က nitrate NO3 ရှေ့ကဒီရှယ်တို့ဘာကြီးပဲဖြစ်နေပါစေ copper 2 nitrate CuNO3 twice ဆိုရင်ဒါဒီဘာဖြစ်လဲ soluble ဖြစ်ပါတယ်ရေထဲမှာထည့်လိုက်ရင်ပျော်သွားမယ် soluble salt ဖြစ်ပါတယ်အဲကြောင့်ပြောချင်တာဒီရှေ့ကဘာ metal ဖြစ်နေပါစေနောက်က NO3- ဆိုတဲ့ nitrate salt ဆိုလို့ရှိရင် all are soluble ဖြစ်ပါတယ်ရေမှာပျော်ဝင်ပါတယ်ဒီ rule လေးကိုတော့ရှယ်တို့ကသိနေရမယ်เนาะဘယ်သူက soluble ဖြစ်လဲဘယ်သူက insoluble ကိုသိရမယ်နောက်တစ်ခုကဒီရှယ်chloride salt ကိုပြောမယ် CHLORIDE ပေါ့နော် chloride salt ဆို formula အပြင်ပြောရင် Cl- ပေါ့နော် Cl- ပါတယ်ဆို okay နော်ဒီရှယ်တို့က chloride salt တွေဆို most are soluble အများစုကရေမှာပျော်ဝင်တယ်အများစုကတော့ရေမှာပျော်ဝင်တယ်နော်အဲ့တော့ဒါပေမဲ့အဲ့ဆို insoluble ရေမှာမပျော်ဝင်တဲ့ကောင်ကိုကြည့်ရမယ်မှတ်ထားရမယ်နော်
အများစုကတော့ရေမှာပျော်ဝင်တယ်သို့တော့ silver chloride နဲ့ lead 2 chloride ဆိုရင်တော့ဒီချက်တို့ကရေမှာမပျော်ဝင်ပါဘူး insoluble solid ဖြစ်ပါတယ်ဒါလေးကတော့မှတ်ရမယ်နော်နောက်တစ်ခု chloride ဆိုတော့ကျန်တဲ့ပေါ့ chloride ပါလဲcalcium chloride CaCl2 ရေမှာပျော်ဝင်တယ် magnesium chloride MgCl2 ရေမှာပျော်ဝင်တယ်နော် most are soluble ဒါပေမဲ့ရေမှာမပျော်ဝင်တဲ့ insoluble ဖြစ် silver chloride နဲ့ lead 2 chloride ဆိုရင်တော့ရေမှာမပျော်ပါဘူး okay နောက်တစ်ခုဒီရှယ်တို့က sulfate salt SULPHATE ပေါ့ရတယ်နော် sulfate salt formula နဲ့ရေးမယ်ဆိုရင် SO4 2- ပါတော့ salt နော် sulfate ion ပါတဲ့ salt တွေဒီ chloride လိုပါပဲသူလဲ most are soluble အများစုကရေမှာပျော်ဝင်တယ် okay ဒါဆိုရင်ရေမှာမပျော်ဝင်တဲ့ကောင်တော့မှတ်ရမယ်နော်ဘာတွေဖြစ်မလဲဆိုရင်ဒီရှယ်တို့ barium sulfate BaSO4 barium sulfate CaSO4 calcium sulfate နဲ့ PbSO4 lead 2 sulfate ဆိုရင်တော့ဒီချက်တို့ရေမှာမပျော်ပါဘူး insoluble solid ဖြစ်ပါတယ်ဒါလေးတော့သိမြန်မတခြားပေါ့နော်copper 2 sulfate ပေါ့ CuSO4 copper 2 sulfate ဆိုရင် soluble salt ဖြစ်ပါတယ် okay ဒါပြီးရင်ဒီချက်တို့နောက်ထပ်ပါ salt ရှိမလား carbonate salt CARBONATE carbonate salt formula အားဖြင့်ဆိုတော့ CO3 2- carbonate salt ကျတော့ most are insoluble ဖြစ်တယ် insoluble နော် most are insoluble ရေမှာမပျော်ဘူးသို့တော့ဘာတွေကဆိုရင်ဒီချက်တို့ဒီမှာလေ group 1နဲ့ halogen group 1အမက်တဲ့ alkali metal နဲ့ ammonium carbonate တွေဆိုရင်တော့ဘာဖြစ်လဲရေမှာပျော်ဝင်ပါတယ်ရမယ်နော်အများစုကinsoluble ဖြစ်တယ်သို့တော့အကုန်လုံးနော် all soluble ဖြစ်တဲ့ group 1ပါမယ် ammonium carbonate ပေါ့ဥပမာအားဖြင့် sodium carbonate Na2CO3 ဒါဆိုရေမှာပျော်ဝင်မယ် potassium carbonate ဆိုရင်ရေမှာပျော်ဝင်မယ်နော် okay နောက်တစ်ခု ammonium carbonate NH4 twice CO3 ပေါ့နော် ammonium carbonate ဒါဆိုရင်ရေမှာပျော်ဝင်မယ်ဒီချက်တို့ဒီ solubility rule လေးကိုသိပြီးတော့မှဒီချက်တို့က salt preparation method soluble salt ကို prepare လုပ်ရှင်တာလား insoluble salt ကို prepare လုပ်ရှင်တာလားဆိုပြီး method လေးပြန်ရွေးရမှာပေါ့ဒါကြောင့်မို့ဒီချက်တို့ဒီ solubility rule လေးကတော့သိနေရမယ်